AI နဲ့တချင်းတပုတ်ဖန်တီးလိုက်တယ်အားလုံးကပြည့်စုံတဲ့လောက်ညီမပဲဒါပေမဲ့အဲ့ဒီဒါပေမဲ့လေးတစ်ခုကစိတ်ထဲမှာကတိကောက်ဖြစ်နေပြီရောအဲ့လိုချင်းမျိုးကြုံမှုကြမှာပါအခုလောအဲ့ဒီတစ်ခုခုကိုပြင်ဖို့အတွက်ဆူနိုက producer လေးလို့ထင်းချုံနိုင်မဲ့ editing tool အတိတွေထုတ်ပေးလိုက်ပြီဗျာဒီနေ့မှာအဲ့ဒီ tool တွေကိုကျွမ်းကျင်တော့အောင်တစ်ခုချင်းစီလေးလာကြည့်ကြရအောင်ဒီစကားကိုကြည့်လိုက်ပါတင်းရေးသူတိုင်းရဲ့ရန်ထက်ကိုတန်းပြီးထိသွားစေမှာပါတချင်းတပုတ်ကတော်တော်လေးကောင်းနေပြီဒါပေမဲ့ဆိုတဲ့အခြေအနေမှာပိတ်မိနေဘူးကြမှာပေါ့အခုတော့လေအဲ့ဒီဒါပေမဲ့တွေကိုဖြည့်ရှင်းဖို့နီလန်ထက်လာပါပြီဟာဘီဒီနေ့မှာတော့ဆွနိုရဲ့ producer studio ကအတက်ကောအတူတူဖွင့်ကြည့်ကြမယ်တချင်းစာသားတွေကိုခွဲစစ်ပြပြင်တာကနေအဆိုရှင်တန်ကိုလုံးဝပြောင်းပစ်လိုက်တာအထိအစင်တိုင်းကိုတစ်ခုချင်းစီလေးလာထားကြမယ်ကဲအစွမ်းထက်ဆုံးတူးတည်တဲ့တစ်ခုနေဆက်လာရအောင် replace section 2ပါဒါကဘလို့အစွမ်းထက်လဲဆိုရင်တချင်းတပုတ်လုံးကိုအစအနေပြန်မလို့ပေးနေစာသားအမားတေးသေးလေးတစ်ခုကိုပဲခွဲစိတ်ဆရာဝန်တယောက်လိုတိတိကျကျပြစ်နိုင်တာမျိုးပေါ့ဒီတူးကိုတုံးရတာထင်ထားတာတဲ့အများကြီးပို့လဲပါတယ် library တဲကိုသွားကိုတချင်းရဲ့ menu ကိုဖွင့် edit ကိုရွေးအဲ့ဒီမှာ replace section ဆိုတာကိုတွေ့ပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပြီးပြင်ချင်တဲ့စာသားကို highlight လုပ်လိုက်ရုံပဲပြီးတာနဲ့စာသားအသစ်ကိုထည့်ပြီး generate လုပ်လိုက်တာနဲ့ဆူနိုကရွေးချက်စီက version အသစ်နှစ်ခုကိုချက်ချင်းဖန်တီးပေးပါလိမ့်မယ်တူတော်လေးကိုလွယ်တယ်နော်ဒါပေမဲ့ဒီနေရာမှာသတိထားရမယ့်အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ selection အမျိုးအစားကိုမှန်ကန်အောင်ရွေးချယ်ဖို့ပါပဲဘာလို့လဲဆိုတော့ဒါကတချင်းရဲ့အကူအပြောင်းချောမွေ့ဖို့အဓိကကြလို့ပါရေပြူရအောင်ဖြစ်တော့ smart selection ကိုသုံးနိုင်ပေမဲ့စာသားအပိုင်းတူတူလေးတွေကိုတိတိကျကျပြင်ချင်ရင် fixed ကအကောင်းဆုံးပဲစကြောင်းရှိကြီးတွေအတွက်ဆိုရင်နော် classic ကိုသုံးသင့်ပါတယ်ခင်ဗျာကဲ producer ရဲ့ကအချိန်နဲ့ credit အများကြီးသက်သာစီမဲ့နီလန်ကောင်းတစ်ခုဖျော်ပြခြင်းပါတယ် chorus တွေကိုလေတစ်ခုချင်းစီလိုက်မပြင်ပါနဲ့ကိုအကြိုက်ဆုံး chorus တစ်ခုကိုအရင်ဆုံးပြည့်စုံအောင်ပြင်လိုက်ပါပြီးမှအဲ့ဒါကိုပဲ copy ကူးပြီးတခြင်းထဲမှာပြန်သုံးလိုက်အောင်ပဲဒါဆိုရင်တခြင်းတစ်ပုတ်လုံးမှာတူညီရဲ့ chorus တွေရပြီးအလုပ်လည်းအများကြီးသက်သာတော့မှာပေါ့ free plan အသုံးပြုသူတွေအလဲ option ရှိပါသေးတယ် reuse prompt ပါဒါကအပေါ်မှာပြောခဲ့တဲ့ replace section လိုမျိုးအသေးစိတ်ချင်စင်မှုအတွက်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သချင်းစာသားတွေကိုအများကြီးပြန်ပြင်ချင်တာဒါမှမဟုတ် style တစ်ခုလုံးကိုပြောင်းချင်တာမျိုးအတွက်တော့အញ្ញကိုအသုံးဝင်ပါတယ်ဟုတ်ပြီနောက်2တစ်ခုကိုဆက်ကြည့်အောင်ဒါကတော့သချင်းတစ်ပုတ်ရဲ့အစုံပိုင်းကိုပြောင်းလာလို့မျိုးဖွဲ့စည်းပုံအကြီးစားပြောင်းလဲမှုရပြုလုပ်နိုင်တဲ့ extend feature ပဲဖြစ်ပါတယ်ဆိုကြပါစို့ကိုစချင်းရဲ့အစုံပိုင်းကိုတိတ်မကြိုက်ဘူးဒါမှမဟုတ် verse တစ်ပိတ်လောက်ထပ်ထည့်ခြင်းနေလား extend feature ကအဲ့ဒီအတွက်ပါပဲတချင်းရဲ့ကြိုက်တဲ့နေရာကနေရပ်ပြီးအသစ်ပြန်ဆက်ခိုင်းလို့ရတယ် outro ကိုပြောင်းမလားအဆုံးမှာ mood ကိုလုံးဝပြောင်းပြန်လည်ပြီးမလားအားလုံးထည့်နိုင်ပါတယ်အခုဆွေးနွေးမယ့်အပိုင်းကတော့တော်တော်များများတောင်းဆိုထားကြတဲ့ feature တွေထဲကတစ်ခုဖြစ်မိထင်ပါတယ်အဲ့ဒါကတော့တချင်းတပုတ်ရဲ့အဆိုရှင်အတန်ကိုပြောင်းလဲနိုင်တဲ့နီလန်ဒီအကြောင်းပါပဲအဆိုရှင်အတန်ကိုပြောင်းဖို့အတွက်ရွေးချယ်စရာနီလန်၃မျိုးတောင်ရှိပါတယ်ပထမဆုံး prompt ထဲမှာအဆိုရှင်ရဲ့ gender ဥပမာ male singer or female singer နဲ့ style ကိုပြောင်းရေးပြီး recreate လုပ်လို့ရတယ်ဒုတိယနီလန် cover version ကတော့တချင်းရဲ့အသီးလုံးကိုမူလအတိုင်းထားပြီးအတန်ကိုပဲအသစ်ပြောင်းပေးမှာပါတကယ်လို့ထိန်းချုပ်မှုအပြည့်အဝလိုချင်နေဆိုရင်တော့ stem extraction ကိုသုံးရမှာပါဒါတော့အဆိုရှင်အတန်ကိုကိုယ်ပိုင် audio file နဲ့တောင်အစားထိုးနိုင်တဲ့အစွမ်းအထက်ဆုံးနည်းလမ်းပါပဲကဲဒီလိုဆွမ်းအားမြင့်တဲ့ဒီရဲ့ feature တွေကိုဘယ်သူတွေသုံးလို့ရလဲဆိုတဲ့လက်တွေ့ကြော်ရဲ့အပိုင်းကိုကြည့်လိုက်အောင်ဒီတူတွေကိုဘယ်သူတွေသုံးလို့ရမလဲဆိုတော့ free plan မှာဆိုရင်စာသားတွေကိုအကြီးစားပြင်ဆင်နိုင်တဲ့ reuse prompt ကိုသုံးနိုင်မှာပါဒါပေမဲ့အသေးစိတ်စာသားပြင်ဆင်မှုအထက် replace section နဲ့ association အတန်ကိုလုံးဝပြောင်းလဲနိုင်တဲ့ stem extraction တို့ကိုတော့ pro နဲ့ premier plan တွေမှာပဲတည်တံ့ရရှိနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ tool တွေအားလုံးကဘာကိုအတိတ်ပဲတက်ရောက်နေလဲဒါက AI နဲ့သချင်း generate လုပ်တဲ့အဆင့်ကနေတကယ့်ကို produce လုပ်တဲ့အဆင့်ကိုကူးပြောင်းသွားပြီဆိုတဲ့သက်သေပါပဲကျွန်တော်တို့ရဲ့လက်ထဲမှာအရင်ကမရှိခဲ့ဘူးတဲ့ဖန်တီးနိုင်စွမ်းတွေရောက်လာတာဖြစ်ပြီးအခွင့်အလမ်းတဲ့အများကြီးကိုဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲဒီနေ့ကစပြီးဒီ producer toolkit အသစ်ကိုတတိယလိုက်ပါစာသားတွေကိုတိတိကျကျပြင်ဖို့ replace section အကြီးစားပြင်ဖို့ reuse prompt သချင်းကိုချဲ့ထွင်ဖို့ extend ပြီးတော့ association အတန်ကိုစိတ်ကြိုက်ထင်းချုပ်ဖို့ voice editing နည်းလမ်းတွေပဲဖြစ်ပါတယ်ဒီ tool တွေအားလုံးကလက်ထဲမှာရှိနေပြီနော်ဒီလောက်ထိထိန်းချုပ်နိုင်စွမ်းကို AI ကပေးလာတဲ့အခါမှာစဉ်းစားစရာလေးတစ်ခုရှိလာပါတယ်။ဘ
ဘယ်နေရာမှာတူရဲ့အခန်းကဏ္ဍကကုံဆုံးပြီးအမှုပညာရှင်တယောက်ရဲ့အခန်းကဏ္ဍကစတင်တယ်လဲဆိုတာပါပဲဖန်တီးမှုနဲ့ AI တူးလေးကြကစစ်နွယ်မှုဟာဘလို့ပြောင်းလဲတိုးတက်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲ